မင်္ဂလာပါရှင်ရွေးကောက်ပွဲမကြစ်ပါနိုင်တဲ့ Greeny မြို့နယ်တုပ်ခုမှာအချိုးကျအနိုင်ခွဲခဲ့တဲ့တည်ပါဝင်ဒီနေ့စနေပိုင်းလ23ရက်နေ့နေ့လယ်ပိုင်းရဲ့နောက်ဆုံးရတည်တွေကိုတင်ဆက်ပေးပါမယ်ရှင်ကျွန်မမေရီပါပထမဆုံးတည်ပုတ်အနေနဲ့ရွေးကောက်ပွဲမကြစ်ပါနိုင်တဲ့ Greeny မြို့နယ်တုပ်ခုမှာအချိုးကျအနိုင်ခွဲခဲ့တဲ့တည်ကိုတင်ဆက်ပေးပါမယ်ရှင် Greeny ပြည်နယ်အတွင်းကစစ်တပ်ရွေးကောက်ပွဲမကြစ်ပါနိုင်တဲ့မြို့နယ်တွေဖြစ်တဲ့ဖန်ဆောင်မဲဆဲနဲ့ရှားတော်မြို့နယ်တို့မှာအချိုးကျကူစားပြုစနစ် PR နဲ့စစ်အစိုးရကမဲအနိုင်ခွဲပေးထားပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ18ရက်နေ့စစ်အစိုးရရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတဲ့ရွေးကောက်တင်မြှောက်ခါတူရဲ့အမည်စာရင်းမှာ Greeny ပြည်နယ်အတွင်းကရွေးကောက်ပွဲမပြုလုပ်နိုင်တဲ့မြို့နယ်တွေမှာရှိတဲ့ကိုယ်စားလှယ်တွေကိုပါ PR စနစ်နဲ့ရွေးကောက်တင်မြှောက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီမြို့နယ်တခုကဖောင်ဆောင်မြို့နယ်မှာကပြည်ထောင်စုကြက်ခိုင်ရေးနဲ့ဖွေးဖြိုးရေးပါတီ USDP ကကိုယ်စားလှယ်တော်နင်းနီးရီနဲ့မဲဆဲမြို့နယ်ကကရန်ပြည်နယ်ပြည်သူ့ပါတီ KYSPP ကကိုယ်စားလှယ်နဲ့ရှမ်းတော်မြို့နယ်ကပြည်သူ့ရှစ်ဆောင်ပါတီ PPP ကကိုယ်စားလှယ်ဦးစိုးညိုတို့ကအချိုးကျစနစ်နဲ့ခွဲဝေပေးထားပါတယ်။မဲဆဲမြို့ကို2023ခုနှစ်ဆိုလ24ရက်နေ့မှာ Greeny တော်လိုင်းရေးတပ်ပေါက်စုကတိုက်ပိုက်နိုင်ခဲ့ပြီးတော့2024ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာတော့ရှားတော်မြို့ကို Greeny တော်လိုင်းရေးတပ်ဖွဲ့တွေကတိုက်ပိုက်ထားတာပဲဖြစ်ပါတယ်။ဖားဆောင်မြို့မှာလည်းစစ်တပ်အခြေစိုက်တပ်ဆွဲထားတဲ့ခလာရ134တရေးတပ်စခန်းကို2025ခုနှစ်ဆိုလ30ရက်နေ့မှာ Greeny တော်လိုင်းရေးတပ်ပေါက်စုကတိုက်ခိုက်တိုက်ပိုက်ထားပြီးခလာရ135တရေးတစ်ခုတည်တာကြန့်ရှိနေပြီးတော့တော်လိုင်းရေးတပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ထားတာပဲဖြစ်ပါတယ်။စစ်တပ်ကအပိုင်းလိုက်ပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲအပိုင်းတင်းမှာတော့ Greeny ပြည်နယ်ထက်ကလွိုင်ကော်မြို့နယ်နဲ့ဘော်လခဲမြို့နယ်ပါဝင်ခဲ့ပြီးတော့အပိုင်းနှစ်မှာတော့ဒီမော့ဆိုမြို့နယ်နဲ့ဖရူဆိုမြို့နယ်ကိုထက်တွေ့ထားပြီးတော့ဖန်ဆောင်ဘော်လခဲနဲ့ရှားတော်မြို့နယ်တို့မှာရွေးကောက်ပွဲမကြစ်ပါနိုင်ဘူးလို့ရွေးကောက်ပွဲကော်မရှင် UEC ကကြေညာထားခဲ့ပါတယ်။ရွေးကောက်ပွဲနောက်ဆုံးအပိုင်းဖြစ်တဲ့အပိုင်းတုပ်ကိုတော့လာမယ့်ဇန်နဝါရီလ25ရက်နေ့မှာမြို့နယ်63မြို့မှာကြစ်ပါသွားမယ်လို့ကြေညာထားပါတယ်။နောက်ထပ်တဲ့ပုံအနေနဲ့ဘာမော်မြို့နယ်အတွင်းကနာရီအိတ်ကိုစစ်တပ်ကဘုံကျဲတိုက်ခဲ့တာကြောင့်အရသာ18ဦးတေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တည်ကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်ဗမော်မြို့အတွင်းမှာရှိတဲ့ဂေါကြရွာနယ်ရဲ့အိတ်ကိုစစ်တပ်ကဘုံကျဲတိုက်ခဲ့တာကြောင့်အရသာ18ဦးပွဲချင်းပြီးတေဆုံးခဲ့ပြီးဒဏ်ရာရရှိသူ40နီးပါးရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ22ရက်နေ့ညနေ4:30မိနစ်30အချိန်မှာဗမော်မြို့နယ်ဂေါကြရွာမှာရှိတဲ့စစ်ဆောင်စခန်းနိုင်ရဲ့အိတ်ကိုစစ်တပ်ကလေကြောင်းနဲ့ပေါင်း900ဘုတ်အပါအဝင်ဘုံလင်းလုံးကျဲချတိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီဘုံကျဲတိုက်ခိုက်မှုကြောင့်အရသာ18ဦးပွဲရှိပြီးတေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ40နီးပါးရှိတဲ့ထဲမှာအဖိုးတယောက်ကဆေးရုံမှာအသက်ဆုံးရှုံးသွားရပြီးစိုးရိမ်ရတဲ့သူတွေများပြားနေတယ်လို့ဆိုပါတယ်။ဗမာမြို့အတွေ့တိုက်ပွဲတွေပြေးထနေပေမဲ့အီယဝတီမြစ်အနောက်ဘက်ကခေါ်ချကျေးရွာမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲအရတာပြည်သူတွေနေထိုင်တဲ့နေရာကိုစစ်တပ်ကပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေတာခါတွေကဆိုပါတယ်။နောက်ထပ်တဲ့ပုံအနေနဲ့အော်လာမြို့နယ်ထဲကမင်္ဂလာဆောင်ကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီး3ဦးအပါအဝင်အရတာ9ဦးတေဆုံးခဲ့တဲ့တည်ကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းအော်လာမြို့နယ်တက်ကုတ်ကျွေးရမှာရှိတဲ့မင်္ဂလာဆောင်တစ်ခုကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီး3ဦးအပါအဝင်အရတာ9ဦးတေဆုံးခဲ့တယ်လို့အော်လာလူထုရဲ့တာဝန်ရှိသူတို့ကပြောပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ22ရက်နေ့နေ့လယ်2နာရီဝန်းကျင်မှာအော်လာမြို့နယ်တက်ကုတ်ကျွေးရရှိမင်္ဂလာဆောင်ကိုစစ်တပ်ကလေကြောင်းနဲ့ပေါင်100ဘုတ်တုံးလုံးကျဲချခဲ့တယ်လို့ဒေတာခါတွေကပြောပါတယ်။အဲ့ဒီဘုံကျဲတိုက်ခိုက်မှုကြောင့်အမျိုးသမီး3ဦးနဲ့အမျိုးသား2ဦးတေဆုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိသူတွေများပြားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ29ရက်နေ့ညပိုင်းကလည်းအော်လာမြို့နယ်ဆက်စုဝါကျေးရွာအတွင်းကိုစစ်တပ်ကပစ်ခတ်လိုက်တဲ့120မမလက်နက်ကြီးကြားရောက်တာကြောင့်အသက်60ကျော်အမျိုးသမီး2ဦးပါဝင်တမင်သားစုထက်က4ဦးတေဆုံးခဲ့ပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။နောက်ထပ်တဲ့ပုံအနေနဲ့ရွှေတင်ချက်သားကိုကြ103သိန်းဝန်းကျင်ထိစေးတက်ခဲ့တဲ့တည်ကိုတင်ဆက်ပေးပါမယ်ရှင်။မြန်မာရွှေစစ်ကဒီနေ့ပေါက်စေရတကြသားကိုကြ103သိန်းဝန်းကျင်ထိစံချိန်တင်မြင့်တက်နေတယ်လို့ရွှေကုတ်တွေကပြောပါတယ်။ကမ္ဘာရွှေစစ်ကဒီတစ်ပတ်အတွင်းစေးတက်လာခဲ့ပြီးတော့လက်ရှိမှာတော့တအောင်စကို4900ကျော်အထိမြင့်တက်နေပြီးပြင်တွင်းရွှေစစ်တင်တွေကလည်း16ပဲရတကြတောင်ကို300ကျော်လာတာပဲဖြစ်ပါတယ်။လက်ဝဲရတနာဖြစ်အတုံးဆွဲများတဲ့15ပဲရေရွှေကတကြသားကိုကျ69သိန်းဝန်းကျင်စေးပေါက်နေပါတယ်။နိုင်ငံတကာတည်တွေရဲ့ဖော်ပြချက်အရအမေရိကတရုတ်အပါအဝင်နိုင်ငံအများစုရဲ့ဗဟိုဘာတွေမှာကရွှေကိုဝယ်စုလာတဲ့အတွက်က
ကမ္ဘာရွှေဈေးတက်လာရတဲ့ဖြစ်တယ်လို့သုံးသပ်ထားပါတယ်။ရွှေဈေးကပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလအစပိုင်းမှာတော့380ကျော်တာရှိခဲ့ပြီးတော့2026ခုနှစ်ဇန်နဝါရီလမှာတော့တိုးမြင့်လာတာပဲဖြစ်ပါတယ်။အခုလိုဆက်ဝေးစားဆရာတတိတွေကိုလှည့်မလို့စေဖို့ကျမတို့ Green People Boy တတိထနာရဲ့ YouTube Channel ကို Subscribe လုပ်ပြီးအားပေးခဲ့ကြပါဦး။ကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။